ကျွန်တော်ရဲ့ဗီဒီယိုတွေကိုသဘောကျတယ်ဆိုရင် channel ကို subscribe ခလုတ်ကိုနှိပ်သွားပေးကြပါလို့တောင်းဆိုပါတယ်။တိတ်ဆိတ်တဲ့ညကသူတို့ရဲ့ရှိနေခြင်းကိုကဘာကနေလုံးဝပျောက်ကွယ်သွားစေပြီးကဘာကြီးကသူတို့နောက်ဆုံးတော့ပျောက်ကွယ်သွားပြီလို့ယုံကြည်လာကြတယ်။တိတ်ဆိတ်ညကိုစန့်ကျင်တဲ့ရှေ့တန်းကာကွယ်ရေးဖြစ်တဲ့မြောက်ပိုင်းကောင်းကင်ကိုင်းဖျက်သိမ်းပြီးကတည်းကဗဟိုကောင်းကင်မဟာမိတ်အဖွဲ့ကတိတ်ဆိတ်ညရုတ်တရက်ပြန်ပေါ်လာတာကိုအကြောင်းပြချက်အဖြစ်အသုံးပြုပြီးပျက်စီးနေတဲ့ဂိုင်းဧရိယာကိုစောင့်ကြည့်ဖို့ကြေးစားစစ်သားတွေကိုစေလွှတ်ခဲ့တယ်။ဒါပေမဲ့အဲ့ဒါကစင်ကြေတစ်ခုပါပဲ။ဒါတွေအားလုံးကိုလှုပ်ဆောင်ရတဲ့ရည်ရွယ်ချက်အစစ်အမှန်ကမျှအောက်ပိုင်းကောင်းကင်ကိုင်းရဲ့ကိုယ်ခံပညာကိုစတင်သင်ယူပြီးသူ့ရဲ့လက်စားချေမှုကိုစီစဉ်ဖို့တယောက်ယောက်ကိုစောင့်ကြည့်ဖို့ပါဒီကျေးစားတပ်ဖွဲ့တွေရဲ့ရည်ရွယ်ချက်အစစ်အမှန်ကအဆောင်တယောက်ဖြစ်ဖို့ပါဘာလို့လဲဆိုတော့သူတို့စောင့်ကြည့်နေတဲ့သူကမြောက်ပိုင်းကောင်းကင်ကိုင်းရဲ့မျိုးဆက်နဲ့ဂိုင်းကောင်းဆောင်ဟောင်းဂျင်မူဝမ်ရဲ့နောက်ဆုံးအသက်ရှင်နေတဲ့သွေးသားပဲဖြစ်ပါတယ်။သပင်ရှည်နဲ့အသက်16နှစ်အရွယ်ဂျင်မူဝမ်လက်ရှိတွင်တတိယကျေးစားအဖွဲ့ကိုမဟာမိတ်အဖွဲ့မှဂျင်မူဝမ်ကိုစောင့်ကြည့်ရန်တာဝန်ပေးအပ်ထားသည့်အဖွဲ့သည်လူသူကင်းမဲ့သောမြေများကိုဖျက်ဆီးကာပျက်စီးနေသောမြောက်ပိုင်းကောင်းကင်ကိုင်းသို့ရောက်ရှိသည်သူတို့ကိုင်းထဲသို့ဝင်လာသောအခါမြောက်ပိုင်းကောင်းကင်ကိုင်း၏ဝတ်စုံကိုဝတ်ဆင်ထားသောသပင်ရှည်ရှည်နှင့်စုပ်ပြတ်နေသောဂျင်မူဝမ်ကိုတွေ့လိုက်ရသည်သူနှင့်မျက်နှာချင်းဆိုင်တွေ့သောအခါတတိယကျေးစားအဖွဲ့ဒုတိယခေါင်းဆောင်စီမူဆန်ကစောင့်ကြည့်ခဲ့သောနောက်ဆုံးအဖွဲ့ကရခိုင်ကိုင်းခေါင်းဆောင်ဂျင်ကွန်ဟိုသည်ဂျင်မူဝမ်အားစာအုပ်များသာဖတ်ခွင့်ပြုခဲ့ပြီးအခြားမည်သည့်အရာကိုမျှမဖတ်ခွင့်ပြုသောကြောင့်သူသည်ကိုယ်ခံပညာအကြောင်းဗဟုသုတမရှိကြောင်းပြောဆိုခဲ့ကြောင်းမှတ်မိနေသည်ကိုယ်ခံပညာနှင့်သက်ဆိုင်သည့်အရာအလုံးကိုဗဟိုကောင်းကင်မဟာမိတ်အဖွဲ့နှင့်မြောက်ပိုင်းကောင်းကင်ဘုံ၏မဟာလေးပါးမှသိမ်းယူသွားပြီးလျှို့ဝှက်ထားသည့်အရာများကိုဂိုင်းတစ်ခုလုံးတွင်တေချာစွာရှာဖွေပြီးနောက်ရခင်အဖွဲ့သည်မြည်သည့်အရာကိုမျှရှာမတွေ့ခဲ့ပါအဖွဲ့ခေါင်းဆောင်ကဘာမှမလုပ်ဘဲတစ်နှစ်ကြာပြီးနောက်ဂျင်သည်ရုတ်တရက်သတိပြန်ဝင်လာပုံရပြီးအသက်မွေးဝမ်းကြောင်းပြုနိုင်ရန်အရေးချင်းတစ်ခုကိုသင်ယူရန်လိုအပ်ပြီးပန်းမဲလုပ်ငန်းကိုစတင်လုပ်ကိုင်ရန်လိုအပ်ကြောင်းပြောကြားခဲ့သည်ဒီအချက်ကိုသတိရရင်တတိယကျေးစားအဖွဲ့ခေါင်းဆောင်ဂျန်ပါဆန်ကမြောက်ပိုင်းကောင်းကင်ကိုင်းရဲ့သားကပန်းမဲလုပ်ငန်းကိုအသက်မွေးဝမ်းကြောင်းအဖြစ်တင်ယူခြင်းနဲ့ဆိုတာမယုံနိုင်စရာပါပဲဂိုင်းထဲမှာပုံအောင်နေတဲ့တိုင်းကျန်းတွေမရှိတော့ဘူးဆိုတဲ့အချက်ကိုယုံဖို့တောင်ပိုခက်တယ်လို့ပြောပါတယ်ပြီးတော့အဲ့ဒါမှန်ရင်အဖွဲ့အနေနဲ့နောက်3နှစ်လောက်ဂိုင်းထဲမှာအချိန်ဖြုံးနေဖို့မလိုဘူးလို့လည်းပြောပါတယ်ဒီတစ်လျှောက်လုံးမှာဂျင်မူဝမ်ကအဖွဲ့ကိုကြည့်နေပြီးထွက်သွားတော့မဲ့ပုံပါပဲသူထွက်သွားတော့မဲ့အချိန်မှာအဲ့ဒီအဖွဲ့ဟာအဆောင်အသစ်တွေဖြစ်ရမယ်လို့တယောက်တည်းညှိညူပြီးအရာအလုံးကထပ်ပြီးစိတ်နှောင့်ယှက်ဖြစ်စေတော့မယ်လို့ပြောလိုက်ပါတယ်ပြီးတော့ဂျင်ဟာဝိညာဉ်1000ရဲ့အိမ်လို့လူသိများတဲ့ဂိုင်းထဲကအဆောက်အဦတစ်ခုတည်းကိုဝင်သွားပါတယ်အဆောက်အဦထဲမှာရှောက်သွားနေတော့အဆောက်အဦရဲ့တမိုင်းကြောင်းကိုပြန်သတိရသွားပါတယ်အဆောက်အဦထဲမှာကွန်ပျူတာနဲ့တိုင်းကျန်းပေါင်း1000ကျော်တင်စီထားခဲ့ပေမဲ့မြောက်ပိုင်းကောင်းကင်ဘုံရဲ့မဟာလေးပါးကဒီနေရာကိုလူရက်ပြီးအရာအလုံးကိုယူဆောင်သွားခဲ့ပါတယ်။ဒါနီးစနစ်နှင့်သက်ဆိုင်သည့်အရာအလုံးကိုကျိန်စာထားသည့်တစီဓာရောင်ရှမ်းဟွာကရယူခဲ့သည်လက်တီးနီးစနစ်နှင့်သက်ဆိုင်သည့်အရာအလုံးကိုနတ်ဆိုးလက်တီးရှင်ဂျိုးရှန်ဝူကရယူခဲ့သည်ခြေထောက်နီးစနစ်နှင့်သက်ဆိုင်သည့်အရာအလုံးကိုမုံတိုင်းလေဝေရောင်မွန်ဆန်းတို့ကရယူခဲ့ပြီးတန့်စင်သောခြီလေးချင်းမှုနှင့်သက်ဆိုင်သည့်အရာအလုံးကိုတန်မဏိသွေးစစ်သည်ဂျေရောရှင်တို့ကရယူခဲ့သည်မြောက်ပိုင်းကောင်းကင်ခိုင်းရဲ့တပည့်အများပြားဟာနောက်ဆုံးမှာမြောက်ပိုင်းရဲ့ပုတ်အိုကြီးလေးဦးနောက်ကိုလိုက်သွားခဲ့ကြပြီးသူတို့တယောက်ချင်းစီဟာအချက်ချာကြတဲ့နေမြေတွေမှာအာဏာရဖို့အတွက်မြောက်ပိုင်းကောင်းကင်ကိုင်းကိုဖျက်ဆီးတဲ့နေရာမှာပါဝင်ခဲ့ကြပါတယ်။အုပ်ချုပ်မှုယာရုတစ်ခုရရှိရန်ဂိုင်းကိုဖျက်ဆီးရာတွင်ပါဝင်ခဲ့ကြသည်ဂျင်သည်သူလုံးဝအထီးကျန်သွားပြီးသူနှင့်ဂိုင်းသည်လုံးဝစွန့်ပစ်ခံခဲ့ရကြောင်းသဘောပေါက်ခဲ့သည်ဂျင်ကွန်ဟိုသည်နောက်ဆုံးအချိန်၌မြောက်ပိုင်းကောင်းကင်ကိုင်း၏နောက်ထပ်ခေါင်းဆောင်မှာဂျင်မူဝမ်ဖြစ်သည်ဟုပြောပြီးရင်ဘတ်ကိုဓားဖြင့်ထိုးတက်ခဲ့သည်ထို့နောက်ဂျင်မူဝမ်သည်မြောက်ပိုင်းကောင်းကင်ဘုံ၏ကြီးကျယ်သောလေးပါးနှင့်ကောင်းကင်9ပါးတို့၏ပုံရိပ်ကိုမြင်လိုက်ရသည်ထို့နောက်လေးကိုရှူရှိုက်ရင်းနိုးလာသောအခါယင်းသည်အိမ်မက်တစ်ခုသာဖြစ်ကြောင်းသဘောပေါက်ကစိတ်ငြိမ်သွားသည်ထို့နောက်ထမင်းတစ်နက်စားပြီးမြောက်ပိုင်းကောင်းကင်ကိုင်း၏အဝတ်အစားများဝတ်ဆင်ကာပြင်ဆင်ပြီးနောက်ပန်းမဲလုပ်ငန်းကိုလေ့ကျင့်သည့်နေရာသို့ရှောက်သွားပြီးထိုနေရာသို့ရောက်ရှိသောအခါတန်ထည်လုပ်ငန်းကိုစတင်လှုပ်ဆောင်သည်
မြောက်ပိုင်းကောင်းကင်ဂိုင်းပြင်ပတွင်နှစ်ဆက်လီခံမှန်းခြေအားဖြင့်10ကီလိုမီတာသို့မဟုတ်မိုင်9မိုင်အတွင်းမြည်သည့်သက်ရှိမျှမရှိပါညနေခင်းရောက်လာတဲ့အခါဂျင်မူဝင်ဟာဝိညာဉ်1000အိမ်ရဲ့အမိုးပေါ်ကိုတက်ပြီးသူ့ရှေ့မှာလဲလျောင်းနေတဲ့ပျက်စီးနေတဲ့ဂိုင်းကိုငေးကြည့်နေတယ်သူ့ရဲ့လက်ရှိအခြေအနေကိုပြန်တွေးပြီးစိတ်မကောင်းဖြစ်နေတယ်လို့တွေးနေမိတယ်ပြီးတော့သူ့ရဲ့အားနည်းချက်တွေကိုလျော့ပါစေဖို့အတွက်တက်ခဲ့တာမဟုတ်ပဲသူ့ရဲ့ဆန္ဒရဲ့အုတ်မြစ်ကိုတိဆောက်ပြီးခိုင်မာအောင်တက်ခဲ့တာလို့တွေးနေမိတယ်အခုချိန်မှာသူရိုင်လဲသွားရင်သူ့အဖေလုပ်ခဲ့တဲ့အရာအားလုံးနဲ့သူဆွန့်လွတ်ခဲ့တဲ့ဘဝတွေအားလုံးအလားတဖြစ်သွားလိမ့်မယ်လို့သူတွေးနေမိတယ်ဒီအချိန်မှအဲ့တော့ဂိုင်းမှာညရောက်လာပြီးဂျင်မူဝန်ဟာဂိုင်းထဲမှာလှည့်လည်သွားလာနေပြီးဒါတွေအားလုံးကိုစဉ်းစားနေပြီးကောင်းကင်ကိုဂယုမဆိုင်ပဲငေးကြည့်နေမိတယ်လျှို့ဝှက်စမ်းကြဲတဲ့လူအနှဲငယ်ကသူ့ကိုစောင့်ကြည့်ပြီးလိုက်နေပုံရတယ်လက်ချောင်းပြက်ရှသွားလို့ဂျင်မူဝန်အော်ဟစ်နေလက်နှစ်ဖက်စလုံးကိုချိတ်ဆွဲထားတဲ့အလျားလိုက်တစ်တုံးတုံးမှာချီနှောင်ခံထားရပြီးခြေထောက်တွေလေထဲမှာတွဲလောင်းကျနေတာကိုတွေးလိုက်ရတဲ့အခါအကူညီမဲ့သွားပါတယ်မသိတဲ့အခန်းထဲမှာကျေးစားစစ်သားတစုဝိုင်းရံထားတာကိုသူတွေးလိုက်ရပါတယ်ဂျင်းဒီလိုညှဉ်းပန်းနှိပ်စက်ခံနေရတာကိုကြည့်နေတဲ့စောမှုဆန်းကတက်ပြင်းချပြီးဂျင်းကကလေးပဲလို့ပြောပြီးတကယ်ပဲအဲ့ဒီလောက်ထိလုပ်ရမှာလားလို့မေးတယ်ဂျင်းကကောင်းကင်ကိုကူလို့អော်ပြီးတတိယကြီးစားအဖွဲ့ကိုသူ့အဖေနဲ့ဗဟိုကောင်းကင်မဟာမိတ်အဖွဲ့ကြားပေးခဲ့တဲ့ကတိကိုမေ့သွားပြီလားလို့မေးတယ်ဒီစကားကိုကြားတော့ဂျန်မာဆန်းအံ့ဩသွားတယ်ဂျင်းကအဖွဲ့ဒီလိုလုပ်ခွင့်မရှိဘူးလို့တန်တရားဝင်တယ်လို့ဆက်ပြောတယ်ဂိုင်းထဲမှာတိုင်းကျန်းတွေနဲ့ရှေးဟောင်းပစ္စည်းတွေဘာမှမကြံတော့ဘူးလို့ပြောတယ်ဗဟိုကောင်းကင်မဟာမိတ်အဖွဲ့ကတခုခုကြံခဲ့မယ်လို့တကယ်ထင်လားလို့အဖွဲ့ကိုမေးတယ်သူတို့ကနေရာကိုတန်ရှင်းရေးလုပ်ခဲ့တယ်လို့ပြောတယ်ထို့နောက်သူတို့ကိုတက်ပြီးပြည်မကြီးကိုပြန်သွားမယ်ဆိုရင်ဆက်လုပ်တင်တယ်လို့ပြောပြီးလှောင်ပြောင်ပါတယ်အခုသူတို့ဟာမြောက်ပိုင်းကောင်းကင်ဘုံရဲ့မဟာလေးပါးအဖွဲ့နဲ့အတူရှိနေပေမဲ့သူတို့ပါဝင်ရတဲ့အကြောင်းရင်းကလွန်ခဲ့တဲ့3နှစ်ကအတင်းကျပ်ခိုင်းစေခံခဲ့ရပြီးမြောက်ပိုင်းကောင်းကင်ဘုံကိုင်းရဲ့တစ္ဆာရှိတပည့်တွေရှိနေသေးလို့ပဲလို့သူကပြောပါတယ်သူကတပည့်တွေကအင်ကိုတက်ပြီးလွမြောက်ခွင့်ပေးမယ်လို့ထင်လားလို့အဖွဲ့ကိုမေးပါတယ်မင်းတို့ဒီအတိုင်းလွတ်သွားမယ်လို့ထင်နေလားသူတို့ဟာကိုတက်သေးတာနဲ့အသက်ခံရတာရဲ့ကွာခြားချက်ကိုချက်ချင်းသိမှာပဲပြီးတော့မင်းတို့ရဲ့အသက်ကိုယူဖို့ဝင်လေးနေမှာမဟုတ်ဘူးအရင်ကအဆောင်တွေကဘာမှမသိတဲ့လူတွေလို့မင်းတို့ထင်နေတာလားသူတို့လည်းမင်းတို့လိုပဲစဉ်းစားခဲ့ကြတာပဲတောက်မြောက်ပိုင်းရဲ့ပုံကိုကြီးလေးဦးအဲ့ဒီလူတွေကဘာလို့လွန်ခဲ့တဲ့3နှစ်လုံးဘာမှမလုပ်ပဲတိတ်တိတ်လေးစောင့်နေခဲ့ကြလဲဆိုတာမင်းတို့မစင်စားမိဘူးလားဂျင်းကပြောပါတယ်ဒီလိုအဆက်မပြတ်ရန်ဆောင်မှုတွေကြောင့်ဂျန်မာဆန်းဟာအရန်ဒေါသထွက်ပြီးဓာတ်အိမ်ကနေထုတ်ဖို့လုပ်တော့မဲ့အချိန်မှာစောမူဆန်းဂျန်မာဆန်းရှိကိုလက်တင်ပြီးရက်တန့်လိုက်ပါတယ်သူကဂျင်ပြောခဲ့တာတွေကအမှန်တရားတွေရှိတယ်လို့ပြောပါတယ်မူဆန်ကသူတို့ဟာဂိုင်းကိုရှာဖွေပြီးပြီလို့ပြောပါတယ်ဂိုင်းမှာတိုင်းကျန်းတွေဒါမှမဟုတ်အဖိုးတန်ရှေးဟောင်းပစ္စည်းတွေမရှိတော့ဘူးလို့ပြောပါတယ်ဂျန်မာဆန်ကဒါတွေအားလုံးကိုစဉ်းစားပြီးဂျင်ကိုလွှတ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ပြီးတော့ဂျင်ကဂိုင်းဟာသူ့ရဲ့အိမ်ဖြစ်ပြီးကျေးစားအုပ်စုကကျူးကျော်သူတွေဖြစ်တယ်လို့ပြောပါတယ်အ ਨੇ ဆုံးတော့ဧည့်သည်တွေအနေနဲ့တင့်တော်တဲ့အပြုအမူကိုထိမ့်သိမ်းဖို့မျှော်လင့်ပြီးသူတို့ဒီနေ့သူ့ကိုလုပ်ခဲ့တာတွေကိုမေ့ပစ်ဖို့ဆန္ဒရှိတယ်လို့ပြောပါတယ်ဂျန်မာဆန်းကအခန်းထဲကထွက်သွားရင်ဂျင်ကိုတန်တရားဖြစ်เสียတခုခုလှုပ်လိုက်တာနဲ့ဗဟိုကောင်းကင်မဟာမိတ်အဖွဲ့နဲ့မြောက်ပိုင်းကောင်းကင်ဘုံရဲ့ကြီးကျယ်တဲ့လေးခုကဂျင်ကိုတက်ဖို့ခွင့်ပြုချက်ပေးပါလိမ့်မယ်ငါစကားကိုမှတ်ထားလိုက်သွားကြမယ်သူ့ကိုတေချာစောင့်ကြည့်ဖို့မမေ့နဲ့ဂျင်ဟာသူ့လက်ကိုချိတ်ဆွဲထားတဲ့တစ်တုံးနဲ့ချီနှောင်ထားတဲ့ကြိုးတွေကနေလွတ်မြောက်သွားပြီးအဖွဲ့ဝင်တွေအခန်းထဲကထွက်သွားကြပါတယ်လွတ်မြောက်သွားတဲ့အခါညာဘက်လက်ညှိုးပြတ်တောက်သွားလို့နာကျင်နေတဲ့ညာလက်ကိုဘယ်လက်နဲ့ထောက်လိုက်ပါတယ်မူဆန်းကဒါကိုမြင်တော့ဂျင်ကိုအဖြူရောင်အဝတ်တစ်စပေးပြီးအဖွဲ့ကိုခွင့်လွှတ်ပေးဖို့နဲ့တွေးထွက်တာကိုရပ်တန့်ဖို့အဝတ်စကိုအသုံးပြုနိုင်တယ်လို့ပြောပါတယ်ဂျင်ဘာမှမပြောဘဲအဝတ်စကိုယူလိုက်ပါတယ်မူဆန်းအခန်းထဲကထွက်သွားတော့ဂျင်းတယောက်တည်းကြံခဲ့ပါတယ်ဂျင်းကသူ့ဝေဒနာကိုပြောပြပြီးမြေပြင်ပေါ်လဲကျသွားပြီးကုန်းကွက်နဲ့တပည့်တွေကတကယ်တစ္ဆာရှိရင်ဒီနေရဲကနေလာခဲ့ပြီးသားလို့တယောက်တည်းညည်းညူပါတယ်ပျက်စီးနေတဲ့ဂိုင်းကိုဂယုစိုက်နေတဲ့သူတွေရှိနေသေးလားလို့သူ့ကိုယ်သူအပြစ်တင်ပါတယ်
သူအသက်ရှင်နေသလားသိနေသလားဆိုတာဘယ်သူမှဂရုမစိုက်ဘူးလို့တယောက်တည်းညည်းညူပါတယ်လူတွေကသူ့ကိုသေစေချင်ကြတယ်ဆိုတာသူသိကြပါတယ်ဂျင်မူဝမ်သည်ဝိညာဉ်1000၏အိမ်တော်သို့လမ်းလျှောက်တက်နေစဉ်မြောက်ပိုင်းကောင်းကင်ဂိုင်းမှအရာအလုံးကိုယူဆောင်သွားခြင်းမှာမှန်တော်လဲဂိုင်း၏နှလုံးသားသည်အသက်ရှင်နေစေဖြစ်ကြောင်းသူစဉ်းစားနေသည်အိမ်ခေါင်မိုးပေါ်သို့ရောက်ပြီးထိုနေရာတွင်ထိုင်နေစဉ်မြောက်ပိုင်းကောင်းကင်ဂိုင်းပင်မသိသောဂိုင်း၏အကြီးမားဆုံးနှုတ်ဝက်ချက်ဖြစ်သည့်မြောက်ပိုင်းကောင်းကင်ဂိုင်း၏အဆုံးစွန်သောတိုင်းကျမ်းလိပ်သည်ဂိုင်းကိုယ်တိုင်ဖြစ်ကြောင်းသူစဉ်းစားမိသည်